ကိုယ့်ရဲ့တယ်ယူရန် channel မှာ post တွေတင်တဲ့အခါ post တွေရဲ့အောက်မှာကိုထည့်ခြင်းတဲ့ link လေးကိုဘော်ဒုံလိုမျိုးလောက်ပြီးထည့်နည်းလေးကိုကျွန်တော်ပြောပြသွားပါမယ်။အရင်ဆုံး post တဲ့ APK ကိုကျွန်တော်ရဲ့တယ်ယူရန် channel မှာအရင်ဆုံးသွားတော့ပါ။တယ်ယူရန် channel link ကိုလည်း comment မှာချပေးထားပါတယ်။တယ်ယူရန် channel လေးရောက်ပြီဆိုရင် channel လေးကိုအရင် join ပါ။ဇာတ်လို့ပြီးရင် APK ကိုအရင်ဆုံး download လုပ်ပြီးတော့ install တင်ပါ။ install တင်ပြီးပါပြီဆိုရင်တော့အပြင်ကိုထွက်ပြီးတော့ APK ထဲဝင်ပါ။ APK ထဲရောက်လို့ဆိုရင်ကျွန်တော်ရဲ့တယ်ယူရန် channel ကို join ထားလိုက်မိပါမယ်။ဘေးလေးကိုထောက်လိုက်ပါ။ပြီးကြရင်ဘောတစ်ခုဖန်တီးပေးရမှာပဲ။ဘောဖန်တီးနည်းကို YouTube မှာတယ်ယူရန်ဘောဖန်တီးနည်းလို့ရိုက်ရှာပြီးတော့ကြည့်လာနိုင်ပါတယ်။ဘာဖြစ်လို့ဘောတစ်ခုဖန်တီးပေးရလဲဆိုတော့ Apple ID တစ်စင်းကျွန်တော်တို့ရဲ့ channel က post တွေကိုဘောတုံးထည့်ပေးမှာပဲဖြစ်ပါတယ်။ဘောတစ်ခုဖန်တီးပြီးတော့ကျွန်တော်တို့ရဲ့တယ်ယူရန် channel မှာဘောကို admin ခန့်မိထားရပါမယ်။ admin ခန့်မိပါပြီဆိုရင်တော့ကိုဘောတုံးထည့်ခြင်းတဲ့ post ရဲ့ link ကို copy ယူပါမယ်။ post link ကို copy ယူပါမယ်။ post ကိုထောက်ပြီးတော့ copy link ကိုနှိပ်လိုက်ပါ။ copy link ကိုနှိပ်ပြီးရင် copy auto ယူသွားပါလိမ့်မယ်။အဲ link ကို post photo HTML APK ကိုသွားပြီးတော့ post link မှာထည့်ပေးလိုက်ပါ။ပြီးကြရင်ခုနကဖန်တီးထားတဲ့ဘောရဲ့တုံကင်ကိုထည့်လိုက်ပါ။ပြီးကြရင်ကိုထည့်ခြင်းတဲ့ post ရဲ့နာမည်ကိုထည့်လိုက်ပါ။ကျွန်တော်ကတော့အသုံးပြုနည်းလို့ထည့်လိုက်ပါတယ်။ပြီးကြရင် URL မှာကိုသွားစီခြင်းနဲ့ link ကိုထည့်လိုက်ပါပြီးကြရင် download အလဲရလိုက်ကိုတောက်မှာကိုစိတ်ရိုက်ပြောင်းလို့ရပါတယ်ပြီးကြရင် update ကိုနှိပ်ပြီးတော့ဘော်ဒုံကိုထည့်လို့ရပါပြီ update ကိုနှိပ်လိုက်လို့အခုလိုမျိုးအောင်မြင်ပါသည်လို့ပေါ်ရင်တော့ channel ကပို့မှာဘော်ဒုံလေးတစ်ခုရောက်ရှိလာပါပြီ